အားလုံးမင်္ဂလာပါကျွန်တော်တို့နေ့ညကတော့ ADB planning နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ်ဟာပေါ့နော်ရှင်းပြခဲ့တာရှိတယ်ပေါ့နော်အဲ့တော့ဒီခုမှာတော့ကျွန်တော်တို့က ADB planning ကိုလုပ်တဲ့အခါမှာ software တွေရဲ့အကူအညီကိုယူပြီးတော့ကျွန်တော်တို့ဘယ်လို ADB plan ကိုဆွဲကြမလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာအများစုကတော့ ADB planning ကိုဆွဲတဲ့အခါမှာအိတ်ထဲမှာပဲသူကရားကွက်ကလေးချပြီးတဲ့အခါကျလို့ရှိရင်ကိုယ့်အကူပဲပုံစံလေးတွေနဲ့တရုပ်ဖော်ရမှန်းကြီးတယ်ကျွန်တော်တို့ဆွဲကြတာရှိပါတယ်ကျွန်တော်တို့ပေါ့နော်တကယ်လုပ်ခန်းတွေစီမံခန့်ခွဲတဲ့အခါမှာပေါ့နော်တကယ်ဒီမှာလုပ်တဲ့အခါကျတော့အဲ့ဒီဟာကလုပ်မဖြစ်ဘူးပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်တို့က software တွေရဲ့အကူအညီကိုယူပြီးတဲ့အခါကျရင်ကျွန်တော်တို့ဆွဲရတဲ့ဟာမျိုးကျွန်တော်တို့ရှိရပေါ့နော်အဲ့တော့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ပထမဦးဆုံးဒီစပေါ်လာတာကတော့ Microsoft Project ဆိုတဲ့ software ပေါ့နော် Microsoft Project က Microsoft Office မှာကျွန်တော်တို့ကမပါဘဲနဲ့ပြီးကြကျွန်တော်တို့ဝယ်သုံးရတဲ့ software ဖြစ်တယ်အဲ့တော့ Microsoft Project ကကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့ဒီ project တစ်ခုကိုစီမံခန့်ခွဲတဲ့အခါမှာအသေးစိတ်ပေါ့နော်လုပ်လို့ရတဲ့ဟာမျိုးတွေကိုသူကစပြီးတော့ကျွန်တော်တို့ပေါ့ဒီ software မှာစသုံးကြတာမျိုးဖြစ်တယ်ပေါ့လေဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့အရန်ဒီ project management နဲ့ပတ်သက်တဲ့ဒီပညာနဲ့အထောက်အကူပေးတဲ့ software တွေနောက် application တွေကအခုအရန်ကိုကျွန်တော်တို့များလာပြီပေါ့နော်များလာပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့စိတ်ကြိုက်ကျွန်တော်တို့ကသုံးလို့ရတာဖြစ်တယ် Microsoft Project လို့ standalone ပေါ့နော်လုပ်တဲ့ software ကိုမကဘဲနဲ့ကျွန်တော်တို့ online ပေါ်မှာပဲသုံးလို့ရတဲ့ application တွေလည်းအများကြီးထွက်လာတယ်ပေါ့နော်တိုးတော့လည်းပဲဒီဟာတွေကပြောရမယ်ဆိုလို့ရှိရင်ဈေးတော်တော်လေးတော့ပေးရတာမျိုးရှိပါတယ်အဲ့တော့ဒီမှာတော့ဆရာသမားတို့ကိုကျွန်တော်ပေါ့နော်နှစ်ခုပေါ့နော်အရင်အပတ်တွေကလည်းဆရာသမားတို့ရဲ့အထဲမှာပေါ့နော်software set ထဲမှာနောက်ဒီtablet တွေဖုန်းတွေမှာသုံးလို့ရတဲ့နှစ်ခုကိုကျွန်တော်ဆရာသမားတို့ကြိုပြီးပြင်ထားဖို့လို့ပြောခဲ့တာရှိပါတယ်အဲ့ထဲကနေပြီးတော့ကျွန်တော်တို့ပေါ့နော်အဲ့နှစ်ခုရဲ့အကြောင်းကိုကျွန်တော်နည်းနည်းလေးဒီလို schedule ဆွဲရဲဆိုတာလေးကိုတော့ဆရာသမားတို့နဲ့ကျွန်တော်တို့ပေါ့နော်ဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ project scheduling ကိုကျွန်တော်တို့ကလုပ်တဲ့အခါမှာပေါ့နော် project planning လုပ်တဲ့အခါမှာကျွန်တော်တို့ကဒီကျွန်တော်တို့စီးဆွဲတာဒီ Gantt chart ပုံစံမျိုးနဲ့ကျွန်တော်တို့တရုပ်ပေါ်ပြီးတော့ပြောလို့ရှိတယ်ဒီ Gantt chart မှာကျွန်တော်တို့က ADB ရဲ့ timeline ပေါ့နော်ဘယ်လိုသွားတယ်ဘယ်လို progress ဖြစ်တယ်ဆိုတာမျိုးတွေကျွန်တော်တို့ကပေါ်ပြလို့ရှိတယ် Microsoft process Excel မှာကျွန်တော်တို့ကရေးတယ်ဆိုရင်တော့ဒါတွေကအသေးကြီးဖြစ်နေပြီးတော့ကျွန်တော်တို့ကတစ်ခုချင်းစီကိုလိုက်ပြီးတော့လိုက်လို့ရတာပေါ့နော်လိုက်ပြီးတော့တရုပ်ပေါ်ရတာဆိုတဲ့ခါကျအင်မတန်မှလည်းအလို့ရှုပ်တယ်နောက်တစ်ခုကတော့ update မဖြစ်ဘူးပေါ့နော် update မဖြစ်ဘူးပေါ့နောက်တစ်ခုကကျွန်တော်တို့က project scheduling ဟာကျွန်တော်တို့ကကိုယ်တယောက်တည်းဆွဲရတာမဟုတ်ဘူးကိုယ်တစ်ဖက်ပြီးဖို့မဟုတ်ဘူးဝိုင်းပြီးတော့ကျွန်တော်တို့ပါဝင်ရတဲ့လူတွေရှိတယ်အဲ့ဒီခါမှာတော့အခုနောက်ပိုင်းကတော့ကျွန်တော်တို့က online base ဆိုတဲ့ခါကျတော့ Microsoft Excel မှာလည်းဝင်ပြင်လို့တော့ရတယ်တိုးတော်လည်းပဲကျွန်တော်တို့ကအားလုံးကို manual လုပ်ရတော့တော်တော်လေးကတိကအောင်နိုင်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒါတွေကကျွန်တော်တို့ကsoftware တွေရဲ့အကူအညီကိုကျွန်တော်တို့သုံးစွဲရခြင်းဖြစ်ပါတယ်အဲ့တော့ software တွေကိုသုံးတဲ့အခါကျလို့ရှိရင်လည်းခုနကပြောသလိုမျိုးပဲကျွန်တော်တို့ကဒီ project scheduling နဲ့ management လုပ်တဲ့ software တွေကအမှန်တမ်းကျွန်တော်တို့သိကြည့်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကနည်းနည်းပေါ့နော်အဆင်ပြေနိုင်မဲ့basic သုံးလို့ရမဲ့ဒီပေါ့နော်free သုံးလို့ရတဲ့ဟာမျိုးတွေပေါ့နော်ဒါလေးကိုနည်းနည်းကျွန်တော်တို့လေ့လာကြည့်ဖို့လိုတာဖြစ်တယ်ပေါ့နော်အဲ့တော့ free version တွေမှာတော့ free version တွေရဲ့ပြဿနာကျွန်တော်တို့ရှိတယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ကfunction တွေကိုအပြည့်အဝမသုံးနိုင်တာပေါ့နော်အဲ့ဒါမျိုးကျွန်တော်တို့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကကံကောင်းတာကတော့ဒီ Gantt project ဆိုတဲ့ဟာကတော့ကျွန်တော်တို့ကfree ကိုတော်တော်လေးကိုပြီးသွားပါအသုံးပြရတာမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့သူကပတ်စံလူချင်ရင်လည်း5ဘတ်ပေါ့$5ပေါ့နော်$5ကျွန်တော်တို့ကလှူလို့ရတဲ့ဟာမျိုးတော့ရှိတယ်မလှူချင်လည်းရတယ်သူကပြီးသုံးလို့ရတယ်ဒါပေမဲ့သူကတော့တိတ်ပြီးတော့လှလှပပနဲ့ fancy မဖြစ်ဘူးပေါ့နော်အဲ့ဒီဟာမျိုးလေးတော့ရှိတယ်တိုးတော့လည်းပဲဒီ basic project management လုပ်တယ်ဆိုရင်လည်းကျွန်တော်တို့ကသုံးလို့ရတယ်နောက်ပိုင်းမှာတော့သူက online ပေါ်လည်းတင်ပြီးတော့ online ပေါ်မှာလည်းဒီပေါ့နော် collaborate ပေါ့နော်အားလုံးပေါင်းပြီးတော့ဆောင်ရွက်လို့ရတဲ့ function တွေလည်းသူ့မှာပါလာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီ project software တွေကိုသုံးတဲ့အခါမှာ software တွေကသူတို့မှာရှိတဲ့အသုံးတွေနဲ့ဒီ project scheduling မှာကျွန်တော်တို့သွားတဲ့ဟာတွေပေါ့နော်သုံးလုံးတွေကိုဆရာသမားတို့ရင်းနှီးကျွမ်းဝင်ဖို့တော့ကျွန်တော်တို့လိုပါလိမ့်မယ်ပေါ့နော်
အဲ့တော့နံပါတ်1ကတော့ကျွန်တော်တို့project scheduling ကိုလုပ်မယ်ဆိုရင်တော့အရေးကြီးဆုံးကတော့ကျွန်တော်တို့က ADB breakdown ကအရေးကြီးပါတယ်တနည်းအားဖြင့်ပြောရင်တော့မနေ့ကပြောခဲ့တဲ့ WBS ပေါ့နော် work breakdown structure ပေါ့နော်အဲ့ဒါကအင်မတန်မှအရေးကြီးပါတယ်အဲ့တော့ work breakdown structure ကိုကျွန်တော်တို့အရင်ချရမှာပေါ့နော်အရင်ချပြီးရင်အဲ့ work breakdown structure ကိုပထမဦးဆုံးကျွန်တော်တို့ကဒီ software ကို input ကျွန်တော်တို့စသွင်းရမှာဖြစ်ပါတယ်အဲ့တော့ဒုတိယတစ်ခုကတော့ကျွန်တော်တို့ကdependency လို့ခေါ်တာပေါ့နော်မနေ့ကလည်းကျွန်တော်ဆရာသမားတို့ကိုပြောခဲ့တယ်ပေါ့နော် dependency management ဆိုတာ scheduling မှာအရေးကြီးပါတယ်ဆိုတော့အဲ့ dependency management တနည်းအားဖြင့်လို့ရှိရင် test relationship ပေါ့ test တွေကတစ်ခုနဲ့တစ်ခုနဲ့ဘယ်လိုဆက်နွယ်နေဆိုတဲ့ဟာကိုလည်းဆရာသမားတို့နားလည်ဖို့လိုနေပေါ့နော်အဲ့ဒါကတော့တစ်ချက်ကတော့ကျွန်တော်တို့ကဒီ test relationship ကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့၄မျိုးရှိတာကိုတွေ့ရတယ်ပထမဦးဆုံးကတော့finish to start ပေါ့နော်အဲ့တော့တစ်ခုပြီးရင်တစ်ခုစမယ်ဆိုတဲ့ဟာပေါ့နော်အဲ့ဒါအဲ့ relationship နံပါတ်1ဖြစ်ပါတယ်အဲ့တော့ဒီအလုပ်တစ်ခုပြီးတာနဲ့နောက်တစ်ခုစမယ်ပေါ့အဲ့နှစ်ခုကိုကျွန်တော်တို့ကချိန်လိုက်တယ်အဲ့တော့ဒီတစ်ခုမပြီးမချင်းနောက်တစ်ခုကစလို့မရဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ relationship ကိုကျွန်တော်ချိန်ရတာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ finish to finish ပေါ့နော်သူကတော့ဒီနှစ်ခုစလုံးကတစ်ပြိုင်နက်တည်းပြီးရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ ဘယ်ချိန်မှာပဲစပြီးရင်တော့တစ်ပြိုင်နက်တည်းပြီးဖို့လိုတယ်ဆိုတဲ့ဟာမျိုးအဲ့လို relationship မျိုးကို finish to finish လို့ကျွန်တော်တို့ခေါ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့က start to finish ဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ကနောက်တစ်ခုဟိုပါပေါ့ဒီပထမတစ်ခုစတဲ့အချိန်မှာပေါ့နော်ပထမတစ်ခုစတဲ့အချိန်မှာကျွန်တော်တို့ကနောက်တစ်ခုဟာကျွန်တော်တို့ကပြီးနေရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒီဟာမျိုးကိုကြတော့ကျွန်တော်တို့က start to finish ဖြစ်ပြီးတော့နောက်ဆုံးမှာတော့ကျွန်တော်တို့က start to start ပေါ့ဒီတိုင်းနဲ့စလုပ်ကြမယ်ဆိုတဲ့ဟာမျိုးကိုကြတော့start to start relationship နဲ့ကျွန်တော်တို့ကသတိပေါ်လာဖြစ်ပါတယ်ပေါ့နော်ဒါက project scheduling မှာအင်မတန်မှကျွန်တော်တို့ဟာပေါ့နော်သိဖို့ကောင်းတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီပေါ်မှာမူတည်ပြီးတော့ schedule ဟာကျွန်တော်တို့က change နေတာဖြစ်ဒါတွေက exam မှာကျွန်တော်တို့ကလုပ်လို့မရတဲ့ဟာမျိုးတွေပေါ့နော်။နောက်တစ်ခုကတော့ကျွန်တော်တို့က resource role တွေပေါ့နော် resource chart တွေကိုလည်းကျွန်တော်တို့သိဖို့လိုတယ်။အဲ့တော့ project schedule လုပ်တဲ့အခါမှာ test တွေမကပါဘူး။အဲ့ test တွေမှာလုပ်ရမယ့် resource တွေကိုလည်းကျွန်တော်တို့အနေနဲ့ define လုပ်ပြီးတော့တွင်းထားဖို့လိုတယ်။အဲ့တော့ဒါကြောင့်မို့လို့ဘယ် test ကိုတော့ဘယ်သူကလုပ်ရမယ်ဆိုတော့တိကျတဲ့ကျွန်တော်တို့တာဝန်ဝတ္တရားနဲ့တိကျတဲ့ assignment ကိုကျွန်တော်တို့ကသိဖို့လိုတယ်အဲ့ဒါကိုကျွန်တော်တို့ resource rule လို့ခေါ်တယ် resource chart မှာကျွန်တော်တို့ကဒါကိုထည့်သွင်းပေါ်ပြဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကတော့milestone လို့ delivery လို့လည်းခေါ်တာပေါ့နော် milestone တွေကိုလည်းကျွန်တော်တို့သူတို့ဒီမှာသုံးတဲ့သုံးလုံးကိုနားလည်ဖို့လိုပါတယ် milestone ဆိုတာက ADB တစ်ခုလုပ်တဲ့အခါမှာနောက်ဆုံးမှာအောင်မြင်ပြီးမြောက်တဲ့ရလဒ်ပေါ့နော်တနည်းအားဖြင့် output ပေါ့အဲ့ဒီဟာတွေကိုကျွန်တော်တို့က project scheduling မှာ milestone လို့ခေါ်တယ်သူ့ကိုသရုပ်ခေါ်လို့ရှိရင်ကျွန်တော်တို့ကဒီဟွာလေးနဲ့ပေါ့နော်4000ပုံတော့မဟုတ်ဘူးလို့ခေါ်မလဲအဲ့ဒီဟွာလေးပေါ့3မြောက်ပုံစံတုံးလေးတစ်ခုနဲ့သူကသရုပ်ခေါ်ပြတယ်အဲ့တော့အဲ့ဒါကိုဒီချင်းအဖြစ်ဘယ်နေရာမှာကျွန်တော်တို့က milestone တွေထိနေပြီလဲမထိဘူးလဲဆိုတာကိုကျွန်တော်တို့ကပြောလို့ရတယ်ဒါ scheduling မှာကျွန်တော်တို့ကထည့်သွင်းပြီးတော့ပြရတယ်ရှိပါတယ်နောက်တစ်ခုကတော့ switch view ပေါ့နော်အဲ့တော့ဒီ CAM project မှာကတော့ကျွန်တော်တို့နောက်ပိုင်း project management software တွေမှာတော့ကြိုက်တဲ့ပုံစံနဲ့ကျွန်တော်တို့က input တစ်ခါသွင်းပြီးရင်ကြိုက်တဲ့ planner ပုံစံနဲ့ကျွန်တော်တို့ကြည့်မလား list ပုံစံနဲ့ကြည့်မလားပေါ့နော်အဲ့တော့နောက်ပြီးလို့ရှိရင်ဘယ်လို relationship တွေကို network diagram နဲ့ကြည့်မလားအကုန်ကြည့်လို့ကျွန်တော်တို့ရတာဖြစ်တယ်ပေါ့နော်သို့တော်လည်းပဲကျွန်တော်တို့က team ဒီ project ဟာပေါ့နော် CAM project software ကတော့သူကဒီ free version လည်းဖြစ်တယ်နောက်ပြီးတော့သူက basic feature ပဲပေးတယ်ဆိုတဲ့အခါကျတော့အားလုံးတော့ကြည့်လို့မရဘူးသူကဘာကိုတော့ switch ကြည့်လို့ရလဲဆိုတော့ကျွန်တော်တို့ကဒီ path diagram ပေါ့နော် PERT ပေါ့နော်အဲ့ path diagram ပုံစံမျိုးနဲ့ပြောင်းကြည့်လဲရတယ်ပေါ့အဲ့တော့အဓိကတော့ကျွန်တော်တို့ကဒီ schedule ပုံစံနဲ့မကြည့်ရဲနဲ့သူတို့ရဲ့ relationship ကိုပြောတဲ့ပုံစံမျိုးနဲ့ပြောင်းကြည့်လဲရတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့တက်အဲ့ဒါကတိတ်အရေးမပါဘူးပေါ့နော်ဆိုတော့ကျွန်တော်ပြင်ဒီ engineering ဟိုဟာသမားတွေပေါ့နော်အဲ့ဒီတို့တက်ကတော့ဒါကဒီ path diagram မျိုးကရေးပါတဲ့အထဲမှာပါတယ်ပေါ့နော်အဲ့ဒါကျွန်တော်မပြောင်းလဲရတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကဒီplanner view လို့နောက်ပြီးလို့ရှိရင် list view လို့အဲ့လိုဟာမျိုးတွေကတော့တစ်ခါတည်းရမှာကျွန်တော်တို့အတွက်သုံးဝင်တယ်ဒါပေမဲ့အဲ့ဒါကတော့ CAM project မှာတော့ကျွန်တော်တို့ကလုပ်လို့မရဘူးပေါ့နော်အဲ့တော့ team CAM ဆိုတဲ့online app မှာကြတော့လေကျွန်တော်တို့က free version ကြောင်းကိုမိတ်ဆက်မှာဖြစ်တဲ့အတွက်ကြောင့်ပို့လို့အဲ့မှာတော့ကျွန်တော်တို့ကြည့်လို့မရဘူးပတ်စံပြီးမှာပဲသူကကြည့်လို့ရမယ့်ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုတော့ progress bar ပေါ့နော်အဲ့တော့ဒီ ADB ဟာဘယ်လောက်ထိပုံမြင့်အောင်မြင်နေတယ်ပြီးပြောင်းနေတယ်ဆိုတော့ progress ကိုကျွန်တော်တို့ကဒီ software မှာကျွန်တော်တို့ကဒီ input ထည့်ရုံနဲ့ကျွန်တော်တို့ကသူ့ရဲ့ progress ကိုကျွန်တော်တို့မြင်နေရမှာဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုအရေးကြီးဆုံးချက်ကတော့ကျွန်တော်တို့က collaborator ခေါ်တာပေါ့ဒီဟာကိုဆွဲတဲ့အခါမှာကျွန်တော်တို့ကအရင်တော့ကတော့ကိုယ့်ကိုယ်ပဲဆွဲပြီးကိုယ့်ကိုယ်ပဲဟိုဖြစ်တာပေါ့နော်ကြည့်လောက်ကြတာပေါ့ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်တို့က collaborator တွေကလုပ်ပါလာဖို့လိုတာ
ကိုတယောက်တည်းသိဖို့မရဘူး team တစ်ခုလုံးကသိဖို့လိုတယ်ပေါ့အဲ့ခါကျရင်ဒီ team ကလူတွေကိုလည်းအဲ့မှာ assign လုပ်ဖို့အတွက်ကိုထည့်ဖို့လိုတယ်အဲ့တော့ဒီဟာကကျွန်တော်တို့ကဒီ current project က free version ဖြစ်ပေမဲ့ online collaborator ကို online ပေါ်မှာသူ့ကိုတင်လို့ရှိရင် online collaborator ကိုဝယ်ပြီးတော့ဒီ account ထဲမှာဝင်သုံးပြီးတော့ဝင်လုပ်လို့ရတဲ့ဟာမျိုးကိုနောက်ပိုင်းမှာပြီးတာပေါ့နော်အဲ့ဒါလေးကိုလည်းဒါကျွန်တော်တို့သုံးဖို့လိုပါတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ဒါကတော့ကျွန်တော်တို့ကဒီ software ကိုသုံးမယ်ဆိုလို့ရှိရင်သူ့မှာရှိတဲ့အသုံးအနှုန်းတွေတွင်းရတဲ့ input ပုံစံတွေကိုကျွန်တော်တို့ဆွေးနွေးသွားတာဖြစ်ပါတယ်နောက်ဗီဒီယိုမှာတော့ဒီ software ကိုကျွန်တော်သုံးပြမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ